မင်္ဂလာပါရှင်ဒီနေ့3လပိုင်း18ရက်နေ့ရွှေစီ4,950 ဘတ်ပါရှင်မနေ့ရောင်းပေးတဲ့ဆိုင်ဖလန်းဆန်စာတုပတိတလာလွတ်ကျလင်ဈေးဆွဲ35အနီးမှာပါမနေ့တပုံနဲ့ Facebook အကောင့်တူတွေ TikTok အကောင့်တူတွေအများတန်းရှိတဲ့အတွက်အားလုံးအထူးသတိထားကြပါပထမဆုံးရွှေဝယ်မဲ့သူရဲ့ပထမဆုံးရေးကြသွင်းမဲ့သူရဲ့စာအရင်ရေးလာပါဗီဒီယိုကောခေါ်ပြီးမှငွေလွှဲကြပါရှင်ရွှေနဲ့ပတ်သက်ရင်တတိမနာမည်နဲ့ဗန်နေတာအသုံးပြုပါတယ်တတိမနာမည်ကျဲဝီဖာထိုင်းလိုအင်္ဂလိပ်လိုရေးထားပြီးသားတွေပြန်ပို့ပေးတာဖြစ်ပါတယ်အကောင့်အတူတွေအထူးသတိထားကြပါရှင်ကဲအခုမနေ့ပြပေးတာတွေကတော့ locket design အစုံကိုပြပေးလိုက်တာဖြစ်ပါတယ်ဒါလေးဆိုလို့ရှိရင်เนาะတစ်ချက်သား locket လေးပါတစ်ချက်သား locket လေးပါတစ်ချက်သား locket လေးပါငါးမူသားကျုပ်ကလေးတွေနဲ့ငါးမူသားပစိန်လေးတွေဖြစ်ပါတယ်ဒီရွှေအိုးလေးကတော့တမတ်ကြော်ကိုလေးလုံးရွှေပေါ့เนาะဒါလေးတွေကတော့အလေးချိန်ပပလေးတွေတိကရဝင်းကျင်လေးတွေဒါတော့ငါးမူသားလေးတွေပါဒူးရင်တီးလဲငါးမူသားကြော်ကိုလေးလုံးရွှေပါပဲရှင်ကဲဒါတွေကတော့တမတ်သားလေးတွေပါအားလုံးတမတ်သားလေးတွေပါရှင်ဒါလေးတွေဒါလေးကအသေးလေးကိုမှကြောက်ဖြူဖြူလေးနဲ့เนาะများလေးပါဒါတမတ်သားလေးပါကဲဒီအားကြတော့ဒီနှစ်တန်းကြတော့မဝက်ကလေးတွေဖြစ်ပါတယ်ရှင်မဝက်ကလေးတွေဖြစ်ပါတယ်ရှင်မဝက်ကလေးတွေပါဒါလေးနှစ်ခုကကြတော့တစ်ကရန်လေးတွေပါတစ်ကရန်ထဲမှာဆိုလို့ရှိရင်ရွှေအိုးလေးလဲကြံသေးတယ်အသေးလေးတွေအသေးတောင်မှဒီဇိုင်းတွေတစ်ခုနဲ့တစ်ခုမတူဘူးเนาะပြီးတော့ဒီလိုမျိုးအသေးဒီဇိုင်းနဲ့မတူဘူးကြဲလေးတွေရှိမယ်ငါးလေးတွေဖဲပွင့်လေးတွေ channel လေးတွေရှိမယ်ရှင်အနည်းရောနှုံကန်လားเกิน 0.66อ๋อဒါဆိုရင်ကျုပ်ဟုတ်ဆိုတော့ဒါလေးတွေက3000ဝန်းကျင်လောက်တွေပဲရှိတဲ့ဟာလေးတွေပေါ့နော်ကဲဒါတွေအကုန်လုံးလောက်ကတ်တွေပါရှင်ကြိုက်တာလေးတွေတွေ့ရင်အားပေးလို့ရပါတယ်